တရုတ်ညီနိုင်မှုကြောင့်မန္တလေးဒေသမိုးကုတ်မြို့ထဲပြန်လည်ဝင်ရောက်နေတဲ့စစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးတပ်တွေကြားမိုးကုတ်မြို့အနောက်ချမ်းမှာမနေ့ကနိုဝင်ဘာ30ရက်ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့သလိုဒီကနေ့မနက်ပိုင်းမှာလည်းမိုးကုတ်မြို့အရှေ့ပိုင်းမှာထိတွေ့တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့မိုးကုတ်မြို့ပြင်နေရာကိုစစ်ကော်မရှင်တပ်စစ်ကြောင်းရှေ့တိုးလာတဲ့အတွက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့တော်လှန်ရေးအင်အားစုတွေကပြောပါဗျ။ဒါအပြင်မိုးကုတ်မြို့ကနေရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်မြို့ကိုဦးတည်လာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ KIA တပ်ဖွဲ့ဝင်တွေကြားမိုးမိတ်မြို့နယ်မှာလည်းမနေ့ညကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA ပြောခွင့်ရသူဗိုလ်မှူးကြီးနော်ဘူကမစ္စမာကိုပြောပါရယ်ဟုတ်ကဲ့ပါမနေ့က8နာရီဝန်းကျင်တော့မှအဲ့ဒီမိုးကုတ်နဲ့မိုးမိတ်ကြားလမ်းမှာပေါ့လေတိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကတော့ကြားပါတယ်ဒါပေမဲ့အခုနောက်ဆက်တွဲအခြေအနေတွေကိုတော့ဘာမှသတင်းထူးတာမတက်သေးဘူးကျွန်တော်တို့လည်းမဲတော့မဲထားတယ်နော်ဟိုမနေ့ကဒီစစ်ကြောင်းတွေကတော့မိုးမိတ်ကဝင်ဖို့တက်လာတာလားကမှမဟုတ်ဟိုမိုးကုတ်ကနဲ့ဒီဘာလဲလုံချုံရဲ့လက်တဲ့အဖွဲ့တွေနဲ့တွေ့တာအဲ့ဒါဒီဘာမှမပြေတော့တဲ့ဘူးတက်ဖြစ်တဲ့ဆိုတော့ပဲကြားရပါတယ်နော်မိုးမိတ်မြို့နယ်ဟာရှမ်းမြောက်မှာ KIA ထိန်းချုပ်ထားတဲ့နေမြေတွေနဲ့ဆက်ဆက်နေတာဖြစ်ပြီးတော့အခုတိုက်ပွဲဖြစ်တဲ့နေရာဟာ KIA တပ်မဟာ4တရင်34ရှိတဲ့နေရာဖြစ်တယ်လို့လည်းဗိုလ်မှူးကြီးနော်ဘူကပြောပါရယ်တရုတ်ကြောင်ဝဲမှုနဲ့မိုးမိတ်နဲ့မိုးကုတ်ကနေစုခွာပြီးသွားမယ်လို့တန်တက် TNL ကပြောထားပြီးတဲ့နောက်နိုဝင်ဘာ29ရက်ညပိုင်းမှာမိုးကုတ်မြို့တဲကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီဝင်ရောက်ခဲ့ပါတယ်။အဲဒီနောက်မနေ့ကမိုးကုတ်မှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးည9:00နာရီလောက်မှာတော့တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့ရဲ့အနောက်မြောက်ဘက်တကောင်းမြို့နယ်မှာရှိတဲ့ကြီးရွာတရွာကိုစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာဒေသခံအမျိုးသား4ယောက်သေဆုံးခဲ့တယ်လို့တခြားတော်လှန်ရေးတပ်ဖွဲ့ဝင်1ယောက်ကခုလိုပြောပါတယ်။ကျွန်တော်တို့ရှိနေတဲ့နေရာကိုဒီကောင်တွေတိုးလာလို့ဟိုထိတွေ့မှုပါမနေ့ကအဲ့ဒါဖြစ်တော့မီဒီယာတွေတင်လိုက်တဲ့ကောင်မှာကျွန်တော်တို့ရှိတယ်ဆိုတော့တင်တဲ့နေရာတွေတကောင်းဘက်ကိုမနေ့ကခြေသွားတယ်ပြည်သူလေးရောက်သေးတယ်ဗျ။နေ့ညတကောင်းမျိုးကိုတော့တော်လှန်ရေးတပ်တွေက2024ခုနှစ်ဩဂတ်လမှာသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။မနေ့ကအထိမိုးကုတ်မြို့ထဲမှာ TNL နဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုပူးတွဲတွေ့မြင်နေရဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပေမဲ့ဒေသခံတွေမြင်တွေ့ရတဲ့ TNL ဝစ်စုံဝတ်စစ်သားတွေဟာ TNL တပ်သားတွေလားဒါမှမဟုတ် TNL ဝစ်စုံဝတ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလားဆိုတာကိုတော့တိကျအတည်မပြုနိုင်ပါဘူး။မိုးကုတ်မြို့ထဲမှာ TNL ဝစ်စုံဝတ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကြိုတင်ဝင်ရောက်နေတဲ့ဆိုတဲ့သတင်းတွေကတော့မိုးကုတ်မြို့ထဲစစ်ကော်မရှင်တပ်တွေတရားဝင်မဝင်ရောက်လာခင်ကတည်းကထွက်ပေါ်နေခဲ့တာပါ။လက်ရှိမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာမိုးကုတ်မြို့အရှေ့ပိုင်းကအထကတက်စေးရုံကြီးဖြူဟာကုန်းမြို့အဝင်ထွက်နေရာတွေဖြစ်တဲ့ပိန်းပြက်9မိုင်ဂိတ်ပန်းမထိတ်နဲ့မိုးကုတ်မြို့အနောက်ပိုင်းမှာရဲစခန်းရေထွက်ကြီးရွာအထွက်နဲ့ကြောက်ဖားဂိတ်တွေမှာနေရာယူတပ်ဆွဲထားကြပါတယ်။ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့မိုးကုတ်နဲ့မိုးမိတ်မြို့တွေကနေနိုဝင်ဘာ20ရက်နေ့ကတည်းကတပ်ဆုပ်ထားကြပြီးမြို့ပြင်နေရာတွေမှာတပ်ဆွဲနေရာယူထားကြတယ်လို့သိရပါတယ်ရှင်။လွတ်သောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာ Member ဝင်ပေးခြင်းဖြင့်ကူညီနိုင်ကြမယ်အသိပေးဖိတ်ခေါ်လိုက်ပါရစေ။